ကဲခုဆိုလို့ရှိရင်ဘူးလေresort hotel ပေါ့နော်ရောက်ပါပြီကဲအဲ့ဆိုရင်အေးဆုံးအနားယူမဲ့နေရာကိုအရင်သွားမှာပါဒါကတော့ကိုပိုင်တို့အနားယူမဲ့ဘန်ဂလိုအကြီးဖြစ်ပါတယ်သူကအယောက်20-30လောက်ကိုအေးစစ်စစ်ကြကြဝန်းနဲ့နားလို့ရတယ်ကဲအခုဆိုလို့ရှိရင်ကိုပိုင်တို့အနားယူမဲ့ဘန်ဂလိုကြီးကိုရောက်ပြီပေါ့နော်ဒီဘန်ဂလိုကကြတော့သူကအနည်းဆုံးလူအယောက်20-30လောက်ထိကိုဒီကြကြဝန်းနဲ့ကိုလုံးဝနားလို့ရတယ်ကဲအဲ့ဆိုရင်အခန်းလေးတွေကိုလိုက်ကြည့်ရအောင်တကယ်အကျယ်ကြီးပဲဒီလားအဲ့လောက်ထိကျယ်မယ်လို့မထင်တာဘူးနောက်ပြီးဒီမှာ kitchen လေးလည်းပါတယ် kitchen လေးလည်းပါ kitchen လေးတောင်မဟုတ် kitchen ကြီးပေါ့နော် kitchen ကြီးလည်းပါတယ်ဟောဒီမှာ coffee ဖြောတောက်ဖို့တော့ခွက်ကလေးတွေနောက်အိုးလေးတွေနောက်ပိုင်းဘေးစင်တွေကလည်း3ခုတောင်ပါအကျယ်ကြီးတွေပဲတကယ်မသိရင်လေဟိုမေမျိုးကဟိုဘယ်လိုကိုလိုနီယယ်ဘေးဒင်ပေါ့နော်အဲ့လိုရောက်သွားလို့မျိုးတကယ်ခံစားရတယ်ပထမဆုံးဒီအခန်းလေးတစ်ခန်းကိုအရင်ဝင်ကြည့်မယ်နော်ဒီခန်းလေးမိုက်တယ်ဝင်လိုက်ဒီခန်းလေးမိုက်တယ်တကယ်မမီမိုက်တယ်အိုးမိုက်လိုက်တာအခန်းကြီးကလည်းကျယ်တယ်နောက်ဖက်လို့ရှိရင်ဂရင်ကလည်းလုံးဝမိုက်တယ်နော်ဒါကျွန်းဂရင်ကြီးနောက်ဖက်ရင်ဒီမှာအနားယူလို့ရတယ်ခုံလေးတွေလည်းရှိတယ်တတရာပဲဒီမှာလေးစာအုပ်လေးအဲ့လိုမျိုးလေးဖတ်ပြီးတော့လေအနားယူမယ်ဆိုလို့ရှိရင်အရန်မိုက်တယ်အဲ့ဆိုရင်ဒီခန်းလေးလည်းကြည့်လိုက်မယ်တွိုင်းလက်နဲ့ရေချိုးခန်းကလည်းအကျယ်ကြီးပဲမိုက်တယ်ဒါကကြတော့ဒါက changing room လေးဒီမှာဝယ်စားရင်လည်းလဲလို့ရတယ်ကျယ်ကြီးပဲတကယ်လှတယ်နော်အဲ့ဆိုရင်အပြင်ဘက်မှာလည်း veranda လေးတစ်ခုရှိသေးတယ်အဲ့ veranda လေးကိုလည်းတစ်ချက်သွားပြီးတော့ကြည့်အောင်မယ်နော်